ကဲ့ညီမလေးမင်္ဂလာပါဟုတ်အမကတော့ခုလက်ရှိ library ပေါ့နော်SIS မြန်မာ library ကနေပြီးတော့library ရလုပ်နေတာပေါ့နော်ဟုတ် library fee တဲ့ကိုဘယ်လိုလုပ်ရောက်သွားလဲဆိုလို့ရှိရင်အမှန်တိုင်းပြောမှဆိုလို့ရှိရင်အမအရင်တည်းကနေပြီးတော့ဒီ library တည်တာတော့မဟုတ်ဘူးပေါ့နော်ဆယ်ထောင်ပြီးတော့သူကအိမ်မှာ major ရေးခိုင်းတယ်လေအဲ့ major ရေးခိုင်းတော့အိမ်မှာ searching တူတာဆိုတော့ပါလာတာအဲ့ဒါနဲ့အမကနေပြီးတော့အဲ့ဒါနေsearching တူတာဆိုလဲထည့်လျှောက်ကြည့်မယ်ဆိုပြီးတော့လျှောက်လိုက်တာဖြစ်ချင်တော့အမရဲ့အမှတ်ကလည်းနေတယ်ပြီးတော့သူကစာကြည့်ရိုက်ကလူရှောက်ကြတာနေတော့သူစာကြည့်ရိုက်ပါတယ်ဆိုလို့ရှိရင်သူစာကြည့်ရိုက်ဘက်ကိုရွေးထည့်လိုက်တာဆိုတော့အမအဲ့မှာပါသွားဘာလဲပါသွားတယ်ဘာမှမသိညာမသိနဲ့တော့တက်လိုက်တာပေါ့နော်တက်လိုက်တော့တက်ပြီးတော့ first semester ပြီးတယ်ပြီးတော့အမတို့ဂျိုင်းမပိတ်တယ်လေအဲ့ first semester ပြီးတော့အဲ့ပိတ်တဲ့ဂျိုင်းမှာအဲ့ first year ပြီးတော့ဆရာမတွေကသူတို့က volunteer ရှိရဲတဲ့လိုက်မလားတဲ့အဲ့ဒါတဲ့ဗာလဲဖုန်းကြောင်းပါတယ်တို့ရဲ့ထမင်းနဲ့ကျွေးမယ်အကုန်လုံးလည်းသွားပါတယ်ဆိုတော့အေးပေါ့အဲ့ဆိုတော့လည်းအပျော်ပေါ့ဆိုပြီးတော့အကုန်လုံးသွားကြအောင်သွားပြီးတော့အဲ့တုန်းကပျော်ပြီးသွားကြပြီးတော့အဲ့ရနေမှနောက်ကနေဆက်ပြီးတော့အဲ့ဒါကိုဘယ်လောက်ထိစိတ်ပါလဲဆိုလို့ရှိရင်စီနီယာမတွေလည်းခေါ်တယ်နော်စီနီယာမတွေခေါ်လဲသွားတယ်ဒီချက်တွေထောက်ခေါ်တာလည်းသွားတယ်အဲ့ဒီ first year network ကနေပြီးတော့စလုပ်လိုက်တဲ့အလုပ်ကအခုထိပဲညီမလေးအခုထိပဲဒီ library မှာဖြစ်နေတာပေါ့နော်အဲ့တော့ဘယ်လိုပြောမလဲအဲ့တော့လမ်းကြောင်းပေးခဲ့တယ်ဆိုတာကလည်းဒီအဲ့ပထမဆုံးခေါ်တဲ့ဆရာမသူကလမ်းကြောင်းချပြတာပေါ့ library ကဒီလိုလုပ်ရတယ်ဆိုတဲ့ဟာမျိုးပေါ့ကိုရီစာတွေပဲတင်ခဲ့ရင်တော့ဖြစ်နိုင်တယ်ပြည့်မိမှာပဲကျမတို့တင်ရတာလဲဟာဆောက်တွေကိုနံပါတ်ပေးရတယ်ဆိုပြီးတော့အမျိုးဆက်ခွဲတဲ့ category နံပါတ်တွေပေးရတယ်ဆိုပြီးတော့သူကပြောခဲ့တာသူကစာတင်မိရဆိုတော့ catalog ရင်းနေပါရဲ့အဲ့လိုမျိုးပဲတင်တာကွာလို့ရှိရင်preservation conservation အဲ့လိုမျိုးတွေပဲတင်တာတကယ်လက်တွေ့မှာအလုပ်လုပ်ရတာကြတော့မတို့က user ကိုဘယ်လိုဆက်ဆံရလဲlibrary အောင်မှကွယ်မတူဘူးကွယ် library ကpublic library မှာမတို့ပြောရတဲ့ပုံစံတစ်မျိုးမတို့လုပ်နေကြောင်း library school library မှာပြောရတဲ့ပုံစံတစ်မျိုး university library မှာပြောရတာတစ်မျိုးပြီးလို့ရှိရင်တော့ national library မှာပြောရတဲ့ပုံစံတစ်မျိုး library ကတော့သူရှိတဲ့နယ်ပယ်မှာလည်း library ကတော့ပြောရဆိုတာမတူဘူးပေါ့နော်အမပြောချင်တာက librarian ဆိုတာလည်းအမှန်တော့မာဂရီသမားလိုပဲပေါ့နော်ဒီဘက်မှာကျတော့ဘယ်လိုဖြစ်လဲဆိုတော့ဘာလို့ဆိုလို့ရှိရင်library ကိုလူတွေကဘယ်လိုလာအောင်လို့မတော့ဆွဲဆောင်ရတယ်ပေါ့မတော့ဆွဲဆောင်မိရတယ်ဘယ်လိုရှင် library ကဘယ်လိုမျိုးဒီစာဖတ်တဲ့လူတွေကဘယ်လိုဖတ်ချင်လဲပေါ့နော်နောက်ပိုင်းစဉ်းစားမိလာတဲ့တစ်ခုကကြောင့်လူတွေက Google တွေ internet တွေကတအားကိုလူတွေကသိလာကြပြီဆိုတော့လူတွေကသိလာကြပြီဆိုတော့အမတို့ကနေပြီးတော့ဘယ်လိုမျိုးပေါ့နော်ဒီ Google တွေ internet တွေကနေပြီးတော့လဲစာအုပ်ကိုဘယ်လိုဖတ်မလဲဆိုတာကိုအမတို့ကနေပြီးတော့နီးမျိုးစုံနဲ့ပေါ့နော်ငါကြတော့ခွာကျောင်း school library ကျောင်းမှာလုပ်နေတာဖြစ်တဲ့အတွက်ဒီကလေးတွေကဒီ library တွေကိုရောက်ရင်မဲ့အမတို့ကဒါက 50% အောင်မြင်တာဘာဖြစ်လဲဆိုတော့ဒီတောင် library ထဲမှာလာပြီးတော့နေဖို့တော့မှာပေါ့နော်ဆော့ရယ်နော်လာရမ်းဆော့တာသူကဆော့ကျင်လို့ဆော့လို့ရမှလည်းလာတာဆော့လို့မရမလာဘူး library စောက်တွေအများကြီးရှိတယ်သူတို့လည်းပြင်းတယ်လေအမှန်တိုင်းပြောအဲ့ဒါကိုရီးယားဘယ်လိုမျိုးသူတို့ကိုစိတ်ပါလာအောင်ဆွဲဆောင်ရတယ်အဲ့လိုမျိုးစာဖတ်ချင်လာအောင်စာမဖတ်အောင်အမဆိုလို့ရှိရင်ရောက်လာပြီဆိုလို့ရှိရင်ဟိုဘက်မှာဆိုလို့ရှိရင်စာပေးဖတ်လိုက်တယ်စောက်တော့ပေးဖတ်လိုက်တယ်အဓိကသူတို့ဒီဗမာလူမျိုးတွေရဲ့ပြဿနာဘာလဲဆိုတော့အမတို့ကဗမာကလေးတွေများသောအားဖြင့်အမတို့ဖတ်လိုက်တဲ့စာအုပ်ကိုခေါင်းစဉ်လည်းမသိဘူးစာအုပ်ဖတ်ဆိုဖတ်တယ်ခေါင်းစဉ်မသိဘူးအထက်အကြောင်းကလည်းသိချင်တယ်သိရင်မသိချင်မသိဘူးဖတ်လို့တာဝန်ရတာဖတ်နေရတာအကုန်လုံးကဖတ်ရတယ်ဆိုလို့ရှိရင်အဲ့တော့အဓိကအမတော့ကအဓိကသူတို့ခေါင်းစဉ်သိရမယ်အဲ့တော့မှသူတို့ကင်ထားတဲ့ခေါင်းစဉ်ကဘာလဲသူတို့ကင်ထားတဲ့စာအုပ်ရဲ့ခေါင်းစဉ်ကဘာလဲဒါအမရဲ့ခံယူလို့ပေါ့နော်ဒါအမရဲ့အတွေးပေါ့သူကတော့မှလည်းမသိဘူးခေါင်းစဉ်ကဘာဖြစ်ရမလဲလို့ရှိရင်အဲ့ဒီမှာပါတဲ့ character ကဘာဖြစ်ရမလဲ character ဆိုတာကလေဒီစာအုပ်ထဲမှာပါတဲ့ အဓိကဇက်ကောင်ပေါ့သူကစာအုပ်တအုပ်ကြောင်းပြောနေအဲ့စာအုပ်က character ပဲလေနော်သူကဒါမှမဟုတ်လို့ရှိရင်သူအရာဝတ္ထုတစ်ခုအကြောင်းပြောနေဆိုလို့ရှိရင်သူပြောချင်တဲ့ character အဲ့ဒီအရာဝတ္ထုဖြစ်နေရမယ်သူကအဓိက character ဘာ character လဲဘယ်လိုစကြောင်းလဲအမလေးမြေးကြည့်နော်ပြောတတ်တယ်ရှင်အရင်ပြောတတ်တယ်အဲ့ဒါမျိုးအရင်ပြောတတ်တယ်ဟုတ်တော့ရှိမဟုတ်တော့ရှိ
ကိုကစောက်ကြီးကင်တော့ဟိုဖြစ်နေရုံပဲပေါ့နော်ဒါလေးဟုတ်